တင်ခုနေထိုင်နေတဲ့အထက်မြင့်တိုက်ခန်းကြီးဟာတစ်ချိန်ကဝင်းကြီးပေါင်းထောင်တောင်းကြီးခုန်နာခဲ့တဲ့တင်းချိုင်းဟောင်းကြီးတစ်ခုဖြစ်နေခဲ့ရင်တင်ဘလို့ခံစားရလဲရန်ကုန်မြို့ရဲ့အချောက်ချားဆုံးကြံသောတင်းချိုင်းရွှေ့ပြောင်းခြင်းဖြစ်ရမှန်အကြောင်းအခုပဲပြောပြပေးသွားပါမယ်မင်္ဂလာပါခင်ဗျာလွန်ခဲ့တဲ့နှစ်30နီးပါး1996ခုနှစ်ဝန်းကျင်ရန်ကုန်မြို့ရဲ့ညတွေဟာအခုခေတ်လိုတော့မလင်းထိန်သေးပါဘူးအဲ့ဒီအချိန်ကဟန်တာဝတီအဝိုင်းနားမှာရှိတဲ့ကြံတော်တင်းချိုင်းကြီးဆိုတာမြင်ုံနဲ့နေကြောချမ်းစရာကောင်းတဲ့အရက်ပါဧကပေါင်းများစွာကျယ်ဝန်းပြီးတော့ဘာသာဆောင်လူမျိုးစုံရဲ့အုတ်ကူပေါင်းထောင်တောင်းကြီးရှိနေတာပါအဲ့ဒီခေတ်ကမြို့ပြစီမံကိန်းကဒီတင်းချိုင်းကြီးကိုအပီးတိုင်ဖျက်သိမ်းဖို့အမိန့်ကြားလာခဲ့ပါတယ်ဒါပေမဲ့အုတ်ကူတွေကိုစတင်တူးဖော်တဲ့နေရာစပြီးတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်အကြောင်းရင်းမရှိဘဲနဲ့မြေတူးဆက်တွေပြတ်တာအလုံသမားတွေအိမ်မဆိုးမှတ်ပြီးတော့အလုံးမစင်းရတာမျိုးတွေပေါ့နောက်ဆုံးမှာဝင်းကြီးတွေကိုညှိနှိုင်းဖို့တော့ဆိုပြီးတော့အစိုးရဘက်ကနေတာဝန်ရှိသူတွေနဲ့နာမည်ကြီးအကြမ်းမြင်ရသူတွေဘေးရင်ဆရာတွေနဲ့အတိုင်ပင်ပြီးဒီရွှေပြောင်းခြင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့ရပါတယ်တင်းညံ့ရွှေပြောင်းမှုအခက်အခဲဖြစ်နေတဲ့အတွက်အဲ့ဒီချိန်ကအာဏာပိုင်တွေကမင်းမိတ်ဆိုတဲ့အရှိန်အဝါကိုအသုံးပြုခဲ့ပါတယ်တာဝန်ရှိသူတဦးကတင်းညံ့အလယ်မှာမတ်တက်ရပြီးတော့အာဏာပိုင်အမိတ်စာကိုလေးတန်မမနဲ့ဖတ်ပြခဲ့ရပါတယ်မင်းတို့အားလုံးကြားသိစေရမယ်ဒီမြေဟာအစိုးရစီမံကိန်းအတွက်အသုံးပြုတော့မှာဖြစ်လို့မင်းတို့အားလုံးနေရာဖယ်ပေးရမယ်မင်းတို့အတွက်နေရာအစ်စ်ကိုထိန်ပင်မှာငါပြင်ထားပြီးပြီယခုညကစပြီးတော့ငါတို့လာခေါ်မယ်AACC လိုက်ခဲ့ပါအနောက်ရှက်မပေးပါနဲ့ဒီစာကိုဖတ်လိုက်ပြီးတဲ့နောက်မှာတင်းញိုင်းတစ်ခုလုံးလေးပွေတွေတိုက်ခတ်သွားပြီးတော့အုတ်ဂူတွေကြားထဲကနေထူးဆန်းတဲ့ရှူးရှူးဆိုတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ဒါဟာဝိညာဉ်တွေပါအတိမတ်ပြုလိုက်တဲ့အတန်လို့လူသမားတွေကယုံကြည်ခဲ့ကြပါတယ်ဝိညာဉ်တွေကိုအဝေးတနေရာယနေ့ထိန်ပင်တင်းញိုင်းကိုပို့ဆောင်ဖို့အတွက်ကုန်တင်ကားအကြီးတွေကိုအသုံးပြုခဲ့ရပါတယ်ဒါပေမဲ့ပြဿနာကဘေကားသမားမှဒီလို့မလုပ်ချင်တာပါညတကောင်ရံအချိန်မှာဝိညာဉ်တွေကိုကားပေါ်တင်မောင်းရမယ်ဆိုတဲ့အတိအဘဒုကိုမဆိုတွေးပြတ်စေနိုင်ပါတယ်နောက်ဆုံးမှာတော့ကားသမားတွေကိုအတင်းအကျပ်တာဝန်ပေးခဲ့ရပြီးတော့မင်းတို့နောက်ကိုဘယ်တော့မှလှည့်မကြည့်နဲ့ဘာတမ်းမဲကြကြရှေ့ကိုသာကြည့်မောင်းလို့သူတို့တတိလည်းပေးထားခဲ့ပါတယ်ကားသမားတွေကသူတို့ရဲ့ကြောက်စိတ်ကိုဖြေဖြောက်ဖို့အတွက်အရက်တွေကိုမူးနေအောင်တောက်ထားကြရပါတယ်ကားဆရာတွေကမျက်လုံးတွေหนีရဲပြီးစကားတွေတောင်မပီတာတော့တဲ့အထိတောက်ထားကြပါတယ်ဒါပေမဲ့သူတို့ရဲ့လက်တွေကတော့ကားစတီယာတိုင်းကိုတုံတုံရင်နဲ့စုပ်ကင်ထားကြပါတယ်သူတို့ဘာကိုတင်ဆောင်ရတော့မယ်ဆိုတာကိုသူတို့သိနေကြလို့ပါတကောင်ရံအချိန်ကားကြီးတွေကတင်းញိုင်းဝမှာအစီရက်ထားပါတယ်တာဝန်ရှိသူတို့ကကားနောက်ခန်းတွေကိုလိုက်ဖွင့်ပြီးတော့လေထဲကိုလှမ်းအောင်ပြောလိုက်ပါတယ်ကဲအားလုံးကားပေါ်တက်ကြတော့ငါတို့နေရာတစ်ကိုတွားကြမယ်အဲ့ဒီအချိန်မှာပဲကားပြီးမှရက်နေတဲ့လူတွေအားလုံးမှင်တက်သွားကြပါတယ်လူတယောက်မှမရှိပေမဲ့လည်းတယုံယုံနဲ့ကားပေါ်ကိုအပြေးအလွှာတက်သွားကြတဲ့ခြေတံတွေတယောက်နဲ့တယောက်တိုးဝှေ့နေကြတဲ့အတန်တွေဟာညာဦးရံရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ပါတယ်ကြောက်စရာကောင်းဆုံးအပိုင်းကတော့လူတယောက်မှမရှိတဲ့ကားကြီးဟာတဖြည်းဖြည်းနဲ့တအီးနဲ့နေဆင်းသွားတာပါပဲကားရဲ့ထောက်တွေစပရိနီယာအလေးချိန်အများကြီးကိုထမ်းထားရတယ်လို့မျိုးတချူချူမြည်ပြီးတော့တိတိတတ်တာကြီးကိုအိကျသွားပါတယ်ကားသမားတွေကလည်းသူတို့ရဲ့ကားမှန်ကနေနောက်ကိုလှည့်မကြည့်ရဲပဲနဲ့တုံရင်နေတဲ့လက်တွေနဲ့ဖျားစာကိုယူနေကြပါတယ်ကားသမားတို့ရဲ့ပြောပြချက်ရတော့ကျွန်တော်က6ဘင်းကအကြီးကြီးပါဒါပေမဲ့ကားပေါ်ကိုလူပေါင်းရကြီးတက်နေတယ်လို့ကားကြီးကတဖြည်းဖြည်းနှိမ့်ဆင်းသွားတယ်ကားစပရိနီဆိုရင်ကျိုးတော့မတက်ပဲကျွန်တော်စီယာတိုင်းကိုကင်ထိုင်းနဲ့တကူလုံးတုံနေရအရက်မူးနေတာတော့ကြောက်စိရမပြေဘူးအဲ့လိုပြောခဲ့ဘူးပါတယ်ထူးဆန်းတာကကားထဲမှာဘယ်သူမှမမြင်ရပါပဲကားရဲ့အလေးချိန်ကတော့တန်နဲ့ချီပြီးတိုးလာတာပါကားတွေကဝင်းကြီးတွေနဲ့ပြင်းနေသွားတဲ့အခါမှာတော့မြေကြီးနဲ့ကားဘော်တွေကထိလူနီးပါဖြစ်သွားပါတယ်ကားသမားတွေကဆက်နှိုးပြီးတော့ထွက်ဖို့ကြိုးစားတဲ့အချိန်မှာအင်ဂျင်တွေကတဝူးဝူးနဲ့မြည်နေတယ်ကားကတော့တလက်မမမရွေ့ပါဘူးဘာကြောင့်လဲဆိုတော့ဝင်းကြီးတွေကကားပေါ်မဆက်မပြတ်တက်နေကြလို့ကားအလေးချိန်ကိုမနိုင်တော့တာပါညာဦးကားအရန်လေးနေရမနိုင်တော့ဘူးကားသမားတယောက်ကလှမ်းပြောပါတယ်တာဝန်ရှိသူတို့ကကားနောက်ကိုတွားပြီးတော့လေးတန်မမနဲ့ထပ်ပြောရပါတယ်မင်းတို့ဒီလောက်များနေတော့ကားမရွှေ့နိုင်ဘူးလေကွာခုတော့ပြန်ဆင်းကြငါတို့နောက်တစ်ခေါက်ပြန်လာခေါ်မယ်လို့ဂရိပေးတယ်အခုအစင်ပြေတဲ့လူတွေပဲရင်လိုက်ခဲ့အဲ့လိုပြောပြီးခဏကြာမှတော့ကားကြီးကတဖြည်းဖြည်းပြန်ကြွတက်လာပါတယ်ဝင်းကြီးတဝက်လောက်ပြန်ဆင်းသွားတာကိုပြောပြနေရပါအဲ့ဒီတော့မှကားတွေကတအီးနဲ့တင်းញိုင်းထဲကနေထွက်ခွာနိုင်ခဲ့ပါတယ်လမ်းတစ်လျှောက်မှာလည်းကားသမားတွေကနောက်ကြီးမှန်နေရတယ်ကားနောက်ခန်းထဲမှာမဲမဲတရံတွေအပြည့်ရှိနေအောင်မြင်ရတယ်လို့ဆိုကြပါတယ်အဲ့ဒီညကျန်တော်တင်းញိုင်းကနေထွက်ခွာသွားတဲ့ကားတိုင်းကြီးဟာထိန်ပင်တင်းញိုင်းကိုရောက်တဲ့အခါမှာတော့ကားနောက်ဘုံကိုဖွင့်လိုက်တာနဲ့ခြေတံတွေအများကြီးတယုံယုံနဲ့ဆင်းသွားတဲ့အတန်တွေကိုကြားလိုက်ရပြီးနောက်ခန်းထဲမှာပြစ်ကျက်နေတဲ့ဝင်းကြီးတွေရဲ့ဝိတ်ကြောင့်အိကျနေတဲ့ကားကြီးတွေကလည်း
တိတိတသာကြီးကိုပြန်ကြွားတက်လာပါတယ်ဒါဟာဝိညာဉ်တွေဆင်းသွားခြင်းပါကျွန်တော်တင်ညံ့အခုခေတ်ရန်ကုန်မြို့ရဲ့အချက်ချကြတဲ့ကမာရွတ်မြို့နယ်နဲ့စမ်းချောင်းမြို့နယ်အဆက်ဟန်တာဝရီအဝိုင်းနားမှာရှိခဲ့တာဖြစ်ပါတယ်အရင်ခေတ်ကာလများမှာတော့ကျွန်တော်တင်ညံ့ကြောက်လန့်စရာကောင်းပြီးတော့အချောက်လန့်ကျန်းတဲ့နေရာတစ်ခုဖြစ်ခဲ့ပေမဲ့အခုခေတ်မှာတော့ဒီနေရာတွေအားလုံးဟာစီကားလာတဲ့မြို့လေကောင်နေရာတွေဖြစ်နေပါပြီလူနေအင်ချီတွေစေးရုံတွေဈေးဝယ်စင်တာတွေနဲ့အပြည့်ဖြစ်နေပါပြီဒါကြောင့်လဲလူကြီးတွေကအခုစမ်းချောင်းနဲ့ကမာရွတ်ဘက်ကတိုက်မြင့်ကြီးတွေကတချင်ကတင်ញံဟောင်းမျိုးမှာစောက်ထားတာလို့ပြောလို့ရှိကြတာပဲဖြစ်ပါတယ်ဒီဖြစ်ရတွေကရန်ကုန်မြို့သားတွေကြားမှာအခုထိပြောမကုန်နိုင်တဲ့ဖြစ်ရမှန်ဇလန်းကြီးပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့မမြင်နိုင်တဲ့လောကမှာသူတို့ရဲ့နီးစနစ်တွေစီးစနစ်တွေသူတို့ရဲ့ခံစားချက်တွေရှိနေတယ်ဆိုတာကိုပြသနေရပဲဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့တမိုင်းမှာလူပြောအများဆုံးဖြစ်တဲ့ကြံတော်တင်ញံရွှေ့ပြောင်းခြင်းဖြစ်ရမှန်ဇလန်းပဲဖြစ်ပါတယ်တင်မရောဒီတင်ញံဟောင်းကြီးနဲ့ပတ်သက်ပြီးလူကြီးတွေစီကကြားဖူးတဲ့အခြားထူးခြားတဲ့အတွေ့အကြုံတွေရှိနေပါလားရှင်ကောမန့်မှာရေးသားမျှဝေပေးခဲ့ပါဦးကျွန်တော်ဖတ်ချင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတက်မှာပြန်တွေ့ပါမယ်